စိတ်ရှင်လန်းစွာနေမည်ရွှေဆိုတာလူကဖြစ်သည်ငွေဆိုတာလူကဖြစ်သည်အမဆိုလို့ရိုက်ရမည်လက်ရတောင်ကျွန်းနမိတ်ထွန်းတော်သည်စိတ်ရှင်လန်းစွာနေမည်ဆိုတာလူကဖြစ်သည်ငွေဆိုတာလူကဖြစ်သည်အဆိုလို့ရိုက်ရမည်လက်ရတောင်ကျွန်းနမိတ်ထွန်းတော်သည်ကျက်တဲ့ရှိတာအမျိုးမျိုးလုပ်မည်စည်းစိမ်ဥစ္စာလိုရရမည်မြို့ရွာတိုင်းမှာအတီးကျက်တဲ့ရှိတာအမျိုးမျိုးလုပ်မည်စည်းစိမ်ဥစ္စာလိုရရမည်မြို့ရွာတိုင်းမှာအတီးယနေ့မှစရွရနိုင်အောင်သေးမည်ကဘာတဝမ်းလုံးကိုဝမ်းမြောက်စေမည်